အားလုံးမင်္ဂလာပါမနေ့ကရေနသည်ရေတကွန်ရဲ့ဒီအထက်ကိုကျွန်တော်တို့တက်ပြီးတော့နောက်ထပ်ရေတကွန်အကြီးနှစ်ခုရှိသွားမှာပေါ့နော်ဒါဒီလိုလေးတက်ရပါတယ်အဲ့တက်တဲ့နာလေးကလည်းနည်းနည်းလေးတော့ချောတယ်ခင်ဗျချောတော့အောက်ကြရင်တော့အောက်မှာကြောက်ဆောင်နေရှိတာရှိလို့ပေါ့နော်ခိုင်းမိတာတွေပါဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်ပေါ့နော်ကိုတက်ပြီးမှသူတို့ရိုက်ပေးတာလေးဟာဆိုတော့အမှတ်တရလေးမလို့ထည့်ထားအဲ့ရေလေးတွေနည်းနည်းလေးချောတော့အကုန်လုံးကွာလို့သွားတာပေါ့နော်နှက်ကလေးတွေ great ကောင်းရင်တော့ပို့ပြီးအဆင်ပြေတယ်ဗျဒီထပ်တက်မယ်ဆိုရင်ကလေသူကဒီဟာလေးကိုတက်ပြီးပြီဆိုလို့ရှိရင်ကနောက်ထပ်ရေတကုံလေးသေးသေးတစ်ခုရောက်မှာပေါ့နော်ဒီနေရာလေးကိုစမ်းတက်ရတယ်ပေါ့နော်နည်းနည်းလေးမှတ်တယ်ဒီကောင်လေးတွေကအဲ့မှာအဲ့ဒါလေးကိုတက်ပြီးပြီဆိုတော့နောက်ထပ်ရေတကုံအသေးလေးတစ်ခုထပ်ရောက်တာဒီရေတကုံအသေးလေးကလေရေလေးနှစ်တယ်ရေလေးကြည်တယ်ဒီကောင်လေးကလေရေကတော့ဒီရေတကုံသွားတဲ့ရေကန်တိုင်းရဲ့ထူးခြားချက်ကရေအရင်ကြီးတိမ်မနေတာပေါ့နော်နှစ်သိန်းလောက်အထိုက်ရောက်မှနတ်တယ်ပေါ့ရေကဒါကတော့သူတို့တက်တာကိုကျွန်တော်ကအောက်ကရေတကုံပေးရနေရိုက်ထားတဲ့ဟာလေးပါလမ်းကတော့ဒီလိုဒါကြောက်ဆောင်လေးတွေပေါ်ကနေတက်ရတာဆိုတော့နည်းနည်းလေးတော့ဒီပေါ်လက်ထောက်မြင်မှရှားတယ်ပေါ့နော်လမ်းကပြီးတော့လူတယောက်ဖြတ်စာပဲရှိတာပေါ့ဒီနားလေးရပေါ့နော်ဒီနားလေးပေါ့ဒါလူတယောက်ဖြတ်စာပဲရှိတာမရောက်သွားလို့မရဘူးခြေချိုးတာတွေပါမဖြစ်အောင်လို့ထိန်းသွားတယ်ဒါကြောက်ရှိတယ်ဆိုတာသိအောင်လို့ကျွန်တော်ခြေထောက်နဲ့တိုင်ပြထားတာပေါ့နော်ဒီဟာဦးဆုံးပြီဆိုတော့ねဒီတောလေးရောက်ဒီတောကတော့နေရောက်ကနည်းနည်းပဲထိုးတယ်ပေါ့ဒါကျွန်တော်တို့နေလိုက်ခင်17လောက်တော့ရှိပြီရှင်အဲ့ချင်းဒါကတော့ရေတကွန်အကြီးကိုရောက်ပါပြီသူနဲ့ခုနရေတကွန်နဲ့ဆိုနီးပါတယ်ဒါတော့အရင်လာတဲ့ဒီနေတဲ့ရေတကွန်ရဲ့အထက်ကရေတကွန်အကြီးနှစ်ခုပါเนาะအောက်ထဲကိုလည်းဆင်းလို့ရတယ်ညကျွန်တော်ကတော့အပေါ်ကနေပဲရိုက်ထားတာပေါ့เนาะအောက်ကိုမဆင်းတော့တာပေါ့ရေလဲအဆူပါဒါကြောင့်မလို့ပါသူ့ရဲ့တဘာဝတိုင်းရှိနေတဲ့အရှိတရားကတော်လေးကိုလာတဲ့ထဲမှာပါပါတယ်ဒါကျွန်တော်တို့ဒါရေတကွန်လေးရဲ့ပုံစံတိုင်းပဲဒီကြောက်တောင်နေကြောက်ဆောင်နေကိုရေတွေတိုက်စားထားတဲ့ပုံစံလေးရဲ့အပေါ်ကနေနှွဲပင်နေကြနေပြီးပုံစံပေါ့နော်ဒီရေတကွန်နှစ်ခုကတော့ပဲ့ရရှိရပေါ့ဒီရေတကွန်လည်းရေနဲ့နဲ့ပါတယ်ဟိုကဒီဘက်လမ်းကနေပြီးပါဆိုလို့ရှိရင်ပေါ့ဒီရေတကွန်လည်းတော့မဟုတ်ဘူးပေါ့နော်ဒီရေနဲ့တွေ့သွားတဲ့လမ်းကနေအထက်ကိုဆန်တက်ရင်ကျွန်တော်တို့အနည်းစကန်တော့ချိုင်းလို့တော့ရောက်ပါတယ်ပေါ့နော်ဒီနေရာမှာထူးဆန်းတာလေးပြချင်တာကဒီရေလေးကပေါ်မှာရေစီးလာတဲ့ဆင်းကြောင်းမရှိဘဲနဲ့ကြောက်ဆောင်လေးရဲ့အထဲကနေမှထွက်လာတာပေါ့နော်ဒီရေတကုံလေးအသေးလေးပေါ့ဒါသေးလေးပေါ့ရေစီးကြောင်းလေးပေါ့နော်ဒါတော့ကျွန်တော်တို့ပြန်ပါပြီပြန်တော့ကျွန်တော်တို့ရေတကုံလေးကဖြတ်တယ်အသွားတော့ကတော့ကျွန်တော်မရိုက်ခဲ့ရဘူးအပြန်ပါသူတို့ကတ်တာမျိုးမဟုတ်ပေမဲ့အဲ့နာလေးကနည်းနည်းလေးရှောက်လန့်ကတ်တာကကြောက်ကလေးတွေကချိုးတော့အဲ့ဘေးမှာရှိတဲ့ညောင်ငုတ်ကလေးတွေကိုကျွန်တော်ဆွဲပြီးသွားရတာပေါ့နော်ဒါကခုနရေနဲ့တွေ့ရေတကွန်ရဲ့ထိတ်ကနေမှကျွန်တော်တို့ဒါဆင်းရတာပေါ့နော်ဒီဘက်ကမြင်ရတဲ့ view ပေါ့နော်ဒီနဲ့တွေ့ရေတကွန်ဒီဘက်ကမြင်ရတဲ့ view ပေါ့ပြန်တော့ကျွန်တော်တို့ကဟိုဘက်တလန်းကနေပြန်ဆင်းလာပေါ့နော်လာတဲ့အတက်လန်းကချောတာကြောင့်မို့ဒါလေးတလန်းရှာပြီးပြန်ဆင်းလာဒီဘက်ကနေပြန်ဆင်းလာပေါ့နော်ဆင်းရတော့ကျွန်တော်တို့ကတော့လူကတော့နည်းနည်းပဲသွားတာဖြစ်တဲ့အတွက်ပို့လူပို့ဟာနေဆိုတော့မြင်ရတာပေါ့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီတကွန်အစားဆုံးဆိုနေနေလေးကြားတယ်ဒါကຫນွယ်ပင်လေးပါဘာမှမဟုတ်ပါဘူးပုံမှန်ဆိုရင်တော့ဒီတကွန်အစားဆုံးသွားတယ်ဆိုရင်တော့ကျွန်တော်တို့ဒီလမ်းပြအိမ်ကနေဒီတကွန်အထိပ်ထိရောက်ဖို့ဆိုရင်တော့6နိုင်လောက်ကြာတယ်ဆိုင်ငယ်နဲ့ဒီတက်ရမယ့်နေရာနားကိုလာတယ်လာပြီးမှတက်တာဖြစ်တဲ့အတွက်ဒီတကွန်ဒီအကြီးထီကိုတနာရီ15မိနစ်ဝင်ကျင်လောက်ပဲကျွန်တော်တို့ရှောက်ရတယ်ပေါ့နော်ဒါကကိုယ့်ရဲ့ခြေလမ်းနဲ့ကိုယ်တွတ်ထားတဲ့ဟာလေးပါအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကျွန်တော်တို့လာတဲ့လမ်းတိုင်းကျွန်တော်တို့ပြန်လာပေးပါခင်ဗျာဒါကလေသွားထားတဲ့ခီးစဉ်အစားဆုံးကိုကျွန်တော်ရိုက်ထားတာဖြစ်တဲ့အတွက်ဗီဒီယိုလေးတွေကတော့မိနစ်ကလေးတွေနည်းနည်းရှည်သွားတာပေါ့နော်တကယ်ရိုက်မယ်ဆိုတကယ်ပြင်မယ်ဆိုလို့ရှိရင်ဒီချက်တော့မကောက်ဘူးပေါ့ဒါခီးစဉ်အစားဆုံးတစ်ခုလုံးကျွန်တော်ပါအောင်ရိုက်ပေးထားတာပါကျေးဇူးတင်ပါတယ်ခင်ဗျာ